ဆိုင်ကဘယ်မှာလဲဘယ်မှာရောင်းရမလဲဆိုပြီးမေးလာတဲ့တကယ်ချင်းမိတ်ဆွေတွေအတွက်ဒီကနေ့ဆိုင်ရဲ့လိပ်စာကိုမျှဝေပေးလိုက်ပါနော်ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးပါဗျဟုတ်ကဲ့ပါအခုဒီကနေ့ကျွန်တော်မျှဝေပေးတဲ့ဆိုင်လိပ်စာကနွန်ထပ်ပူရီကဆိုင်ပဲဖြစ်ပါနော်ဒါဆိုင်ကြီးပါသူရဲ့ဆိုင်ခွဲတွေကစပန်ခွိုင်မှာလည်းရှိတယ်မော်ချီပန်ချန်နာကตึกแดงမှာလည်းရှိနော်ตึกแดงမှာကုန်လိုက်နေအောင်ထဲမှာလည်းဒီရှိပါတယ်ဒီနေရာမှာကျတော့နွန်ထပ်ပူရီကဆိုင်ကြီးပဲဖြစ်ပါနော်ဒီကနေ့ကျွန်တော်တွားရောက်ပြီးမှရောင်းဝယ်လောက်မှာပဲဖြစ်ပါနော်ဒီဟာတွေကိုရောင်းပြီးတော့တကယ်ချင်းမိတ်ဆွေတို့ကိုဒီဆိုင်ရဲ့လိပ်စာကိုပြန်လည်ပြီးမှမျှဝေပေးသွားမှာပဲဖြစ်ပါနော်ဟုတ်ကဲ့ဗီဒီယိုလေးကိုဒေချာလေးလိုက်ကြည့်ပေးမယ်ပြီးတော့ဆိုင်ရဲ့လိပ်စာအတိအကျကိုကျွန်တော် link ချပေးထားပါမယ်အားလုံးအဆင်ပြေကြပါစေနော်ဒီဆိုင်မှာလာရောက်ပြီးမှရောင်းလို့ရပါတယ်နော်พอขายได้จะเก็บไว้ก่อนพวกนี้เก็บสะสมยังไม่ต้องทำอะไรตอนนี้เพราะว่าทีนี้เขาเล่นไปมากกว่ามันเล่นปีนี้เล่นใช้ได้จริงใช้ได้ถ้าไม่เสียดายที่ใช้เลยเพราะว่ามันเล่นปี56 57เขาเล่นกันแค่10,000ก็เลย10,000ถ้าเป็น25 สตางค์ก็42 44เนาะ50ก็ดูมาเยอะ50 สตางค์ก็2530เพราะว่าก็มันก็เล่นหลักพันถึงหลักหมื่น50 ตังค์เล่นหลักหมื่นแต่25 ตังค์เล่นหลักพันแต่ว่ามันต้องดูสภาพเพราะว่าเหมือนกันอย่างเงี้ยก็ดูสภาพถ้าสวยซื้อ 5,000 ไม่สวยซื้อ 2,000 3,000 อยู่อย่างแต่สภาพมันต้องเล่นแล้วผมดูแล้วดูไปตั้งนี้ก็ได้มาได้ก็คือเนี่ยผมก็คัดแยกให้ดูผมไม่ได้ตีหมักไม่ได้ตีมั่วก็คือคัดว่าอันนี้เล่นอันนี้ไม่เล่นอันนี้เล่นเท่าไหร่ว่าเป็นคือชัดเจนตามนี้ยังอื่นเรามาดูဟုတ်ကဲ့ပါဒီကနေ့ကျွန်တော်မျှဝေပေးတဲ့ဆိုင်ရဲ့လိပ်စာခုနပြောလို့ပါနော်လွန်ထပ်ပူရီကရန်ရာချာထနဘတ်ထိုင်ရဲ့ဆိုင်ပဲဖြစ်မှာဒါသူရဲ့ဆိုင်ကြီးပါနော်သူရဲ့ဆိုင်ခွဲတွေကမော်ချီပန်းချာမှာလည်းရှိတယ်စပန်ခွိုင်ဘက်မှာလည်းရှိပါနော်ဒီကတော့တို့ရဲ့ဆိုင်ကြီးပါနော်ဒီနားတစ်ဝိုက်မှာနီးတဲ့နေရာနေတဲ့တကယ်ချင်းမိတ်ဆွေတွေဆိုရင်ဒီဆိုင်မှာလာရောက်ပြီးတော့ဘယ်မှာရောင်းရမလဲဆိုင်ကဘယ်မှာလဲဆိုတာကိုမေးလာတဲ့တငယ်ချင်းမိတ်ဆွေတွေနော်ဒီဆိုင်လေးကိုညွှန်ပေးလိုက်ချင်ပါတယ်ဒီဆိုင်ရဲ့နေရာကမော်ချစ်ပန်းချန်နာကကြတူကြဈေးဘက်ချမ်းမှာပေါ့နော်ကြတူကြဈေးဘက်ချမ်းကိုရှောက်ဝင်ပြီးတော့ตึกแดงဝင်းထင်ကြတူကြတူတွေ့ပါနော်ဒါအထဲကိုလိုက်ပြပြီဒါအထဲကိုရောက်ပါပြီနော်ဒီကုံလိုက်ရဲ့အထဲမှာဆိုရင်ရှေးဟောင်းပစ္စည်းတွေထိုင်းဘတ်အဟောင်းတွေတကယ်အယောင်းဝယ်လုပ်တဲ့နေရာတစ်ခုပေါ့နော်ပြောတော့ဒါတကယ်ကြီးမားတဲ့ကုံလိုက်ထဲမှာနော်ဒါကုံလိုက်အကြီးထဲမှာဒီလိုရှေးဟောင်းပစ္စည်းနဲ့ထိုင်းဘတ်အဟောင်းတွေတိတန့်ဝယ်တဲ့နေရာလေးပေါ့နော်ဒီမှာကျွန်တော်ဆိုင်တွေကိုလိုက်ပြပြီနော်ဒီမှာဖျားပုံတွေလည်းရောင်းဝယ်လောက်တာရှိတယ်ဒီရှေးဟောင်းပစ္စည်းတွေမှန်သမျှပေါ့နော်ထိုင်းဘတ်အဟောင်းတွေရောအကျွေးစီဟောင်းတွေပေါ့နော်အကုန်ရှိပါနော်ဒီထက်မှာဆိုရင်အကုန်အစုံရှိပါတယ်တကယ်လို့မော်ချီပန်းချန်မှာရှောင်းလာတဲ့တငယ်ချင်းမိတ်ဆွေဆိုရင်ကိုစီမှာထိုင်းဘတ်အဟောင်းတွေအကျွေးစီဟောင်းတွေရှိတယ်ရောင်းရတဲ့ခုနှစ်နဲ့ကိုက်ညီမှုရှိရဆိုရင်ဒီဆိုင်မှာလာရောက်ပြီးတော့ပြလို့ရနော်ဒါဒီထဲမှာလာပြလို့ရတယ်ပြနိုင်မှာနော်ဒီဆိုင်နော်ဒီမှာဒီဆိုင်ဒီမှာအခုလက်ရှိမှာပြတဲ့ဆိုင်ဒါဒီဆိုင်မှာဝယ်လို့ရောင်းဝယ်လို့နေနော်ဒီဆိုင်မှာလည်းရောင်းလို့ရတယ်ကျန်တဲ့ဆိုင်မှာလည်းရောင်းရဆိုင်တွေကအများပြားရှိရနော်အဲ့လိုရောင်းဝယ်လုပ်တဲ့ဆိုင်အများပြားရှိတဲ့ကုန်လိုက်ထဲမှာဆိုရင်အဓိကဒီရှေးဟောင်းပစ္စည်းနဲ့ထိုင်းဘတ်အဟောင်းတွေတိတန့်ရောင်းဝယ်လုပ်တဲ့နေရာတစ်ခုပဲဖြစ်ပါနော်ကျန်တဲ့နေရာဆိုရင်တွားလာခါတွေကုန်ကြစိတ်များမှာပေါ့နော်ဒီမော်ချီပန်းချန်နာဆိုရင်လမ်းကြုံတယ်ပေါ့နော်မော်ချီပန်းချန်ကိုလိုင်းနဲ့လေပတ်လိုင်းနဲ့ပေါ့နော်လာရောက်ပြီးတော့ပြယူနိုင်ပါနော်အကြောင်းမလို့ဒီနေရာလေးကိုပဲညွန်ပေးချင်ပါနော်တကယ်လို့ဒီမှာရောက်ပြီဆိုရင်ကုန်လိုက်တဲ့ကိုလှည့်ပတ်ကြည့်လို့ဆိုင်တွေတွေ့ဆိုရင်ကြိုက်တဲ့ဆိုင်တိုင်းမှာဝင်ပြလို့ရနော်တကယ်လို့ကိုက်ညီမှုရှိရင်တို့ဝယ်ပေးပါတယ်ကိုက်ညီမှုမရှိရင်တော့မဝယ်ပါဘူးနော်ဘာဖြစ်လဲဆိုတော့ဒါကိုက်ညီမှုရှိမှဝယ်တာဖြစ်ပါတယ်ဟောင်းတိုင်းပုံစံတူတိုင်းတော့မရပါဘူးနော်တို့ရောင်းဝယ်လောက်တဲ့ခုနှစ်ထုတ်လုပ်တဲ့အရေးအတွက်နေပါတဲ့ခုနှစ်မှလာအယောင်းဝယ်လောက်ကြနော်ဘာဖြစ်လဲဆိုတော့လက်ရှိရောင်းတန်းဝင်တဲ့ဟာတွေကထုတ်လုပ်တဲ့အရေးအတွက်နေပါတဲ့ဟာပဲဖြစ်ပါနော်ကျန်တဲ့ဟာတွေကအယောင်းတန်းဝင်နေပါခင်ဗျ